ဆိုလိုတော့1နဲ့2နဲ့ဂျားထဲမှာတစ်ခုရှိသေးတယ်1 and 2 and အဲ့လိုနော်1 and 2 and 3 and 4 and ကြွတော့ and လို့မှတ်ပြီအဲ့ဒါဆိုကျွန်တော်ပြန်ပြောမယ်2 4ပေါ့နော်1 2เนาะဒီမဲ့โอเคတို့ပြမယ်နော်1 2 2 4ဒီတစ်ချက်တိုင်မယ်ဆိုရင်ဘယ်လိုမှတ်ရမှာတော့1 2 1 2 1 2အဲ့လိုမှတ်ရမှာဒါပေမဲ့ကျွန်တော်ပြောကြွတော့ and လို့မှတ်ပြီဘာလို့ဆိုတော့အဲ့လို and နေရာမှာဆိုရတဲ့ရှင်းနေတယ်ရှိတယ်အစဆိုရတဲ့ရှင်းနေတယ်ရှိတယ်အဲကြောင့်မို့1 and 2 and เนาะ2 4တိုင်မယ်ဆိုရင်1 2နှစ်ခုပဲရှိတယ်ဒါပေမဲ့ကိုကခြေတွက်ရင်ဘယ်လိုတော့1 and 2 and 1 and 2 and ဒီကြွတော့ and လို့မှတ်မှာဘယ်တိုင်မဆို3 4ဆိုရင်1 2 3ဒီကိုကမှတ်မယ်3 4ဆိုရင်တပားမှာ3ချက်ရှိရလို့ကိုကမှတ်ရမယ်ဒါပေမဲ့ဂျားမှာ and ရှိသေးတယ်1 and 2 and 3 and 3 and ပေါ့နော်1 and 2 and 3 and 1 and 2 and 3 and 3 4ပါရှိတော့ ထိုးရပွဲမိုးလေးဖွဲတော့ down down မနော်1 2 3အဲ့ဒါတပါးပဲ1 2 3 down သူကဘယ်လိုအဆိုပါ down 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 ဒီမဲ့1 2 3အဲ့လိုကျွန်တော်ချက်ပြအောင်နော်1 2 3 down 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 downမိုး1မှာဆိုတာဟုတ်လို့မိုးလေးဖွေဒါ1 2 3အဲ့လိုပါနော်မိုးလေးဖွေကျုံတတိရတယ်မြင်နေတဲ့ပရင်တကစီဝေ1 2 3သွားဟုတ်ပြီမှာဆိုရှင်းပါရှင်းရှိမလို့4 တိုင်ပြော1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 好啊你会信没真他给你 OK 2 and 3 and 4 and 1 and 2 and 3 and 4လွယ်3ရဲ့ and မှာစပြောဝင်တာမနေ့ခေါ်လိုက်ရတယ်1 and 2 and 3လွယ်အဲ့လိုဖြစ်မယ်1 and 2 and 3လွယ်လေးနဲ့1မှာနဲ့ကြမှာเนาะအဲ့လို1 and 2 and 3 and အဲ့1 and 2 and 3ရဲ့ and မှာစဝင်မှာ1 and 2 and 3လွယ်လေးနဲ့မင်းချမ်းထားခဲ့ပြီမဲ3 and နေရဟော3ရဲ့ and မှာနေစဝင်ပြီเนาะ1 and 2 and 3နေရတိုင်းမှာမင်းရိတ်တွေရှိတော့မယ်3 and ရင်3ရဲ့ and မှာစဝင်တာအဲကြတော့ကိုကအဲ့ဒီ1 2အဲ့လို1 2နှစ်ခုဂျားထဲမှာအများ and ရှိရဆိုတော့မှတ်ထားမယ်ဥပမာ2 4ဆိုရင်1 2နှစ်ခုရှိတယ်ဂျားထဲမှာ and ရှိရတဲ့အတွက်1 and 2 and လို့တွက်ရမယ်3 4ဆိုရင်1 and 2 and 3 and 1 and 2 and 3 and 4 4ဆိုရင်1 and 2 and 3 and 4 and 1 and 2 and 3 and 4 and အဲ့လိုမျိုးလေးကျွန်တော် B လေးတွေမှတ်ရတယ်တိုင်မင်လေးတွေမှတ်ကိုမှတ်ရတယ်အဲ့ဒါမှဒါတရှင်းအဝင်အထွက်မှာအဆင်ပြေမှာand solo ဝင်ဘယ်နှပါတချို့ကျွန်တော်တို့ solo တီးတဲ့ခါမှာဒီ original original အတန်နဲ့အတန်ကိုနားဆွင့်ပြီးဆိုရတဲ့သူတွေကတော့ကြိုက်တာပေါ့တချို့ player တွေကြတော့အဲ့လိုလေ့ကျင့်ချိန်နေတာတွေဥပမာကျွန်တော်လည်းပါတယ်ကျွန်တော်တို့အဲ့လိုတစ်ခါမှနားဘယ်လိုပြောမလဲကြားပြီးတဲ့ချင်း solo တွေဆိုအဆင်ပြေတယ်လို့ကျွန်တော်တို့ထွင်ပြီးတော့တီးပြအဲ့လိုဟာကြတော့ဆွမ်းနာ vocal သမားတွေကဘားတွေညီမလေးညီလေးတွေအကိုကြီးကျွန်တော်က solo ကို8ပါးဝင်မယ်နော်တိုင်မင်က4ဟုတ်ကဲ့1 and 2 1 2 3 4အဲ့လိုမျိုး8ခါကြီးရေးပြီးရင်ကိုကဝင်လာရုံပဲအဲ့ဒါကို solo တာပါကျွန်တော်ပြောတာကြတော့ vocal သမားတွေနဲ့အဆိုတော့မယ်ဆိုရင်တိုင်ပင်လေးတွေပြီးဖို့လိုတယ်2 4တိုင်ပင်ဆိုတာတပားမှာနှစ်ချက်တည်းရှိတာ1 2ဒါပေမဲ့ကိုက1 and လို့ရေးတွက်ရမယ်ပြန်ကြွရတဲ့နေရာကိုလည်းကိုက and ရှိရလို့သတ်မှတ်ရမယ်1 and 2 and ကို2 4ဆိုရင်1 and 2 and လို့ရေးရမယ်3 4ဆိုရင်1 and 2 and 3 and လို့ရေးရမယ်3 4ဆိုတာတပားကို3ချက်ပဲရှိတာ4 4ဆိုတာတပားကို4ချက်ရှိတာ5 4ဆိုတာတပားကို5ချက်ရှိတာ6 8ဆိုတာတပားကို6ချက်ရှိတာ1 2 3 4 5 6ဟုတ်ပြီနော်5 4ဆိုရင်1 and 2 and 3 and 4 and 5 and အဲ့လိုမျိုးလေးတွေတချင်းများစွာအဲ့လိုလေ့ကျင့်